အားလုံးပဲမင်္ဂလာပါ Brain Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။သမိုင်းဆိုတာအကယ်၍များဆိုတဲ့စကားလုံးနဲ့ပြန်ပြင်လို့မရတဲ့လူပညာတစ်ခုပါ။ဒါပေမဲ့သမိုင်းရဲ့အချိုးကွေ့ကြီးဖြစ်ခဲ့တဲ့1948ခုနှစ်ဇူလိုင်19ကိုသာဖျောက်ဖျက်ပစ်လိုက်မယ်ဆိုရင်ဗိုလ်ချုပ်အောင်ဆန်းသာလောက်ကြမခံရရင်ဒီနေ့ကျွန်တော်တို့နေထိုင်နေတဲ့မြန်မာပြည်ဟာဘယ်လောက်တောင်အံ့ဩဖို့ကောင်းနေမလဲ။သုံးသက်ချက်တွေအရပြောင်းလဲသွားနိုင်တဲ့ကြံ့အချိုးကွေ့တွေကိုချက်သုံးချက်နဲ့တင်ဆက်ပေးလိုက်ပါတယ်။ဒီချင်းစစ်မီးကိုအစောကြီးနှင်းသက်နိုင်ခြင်းဗိုလ်ချုပ်အောင်ဆန်းရဲ့အကြီးမားဆုံးအောင်မြင်မှုဟာပင်လုံကတိကဝတ်ဖြစ်ပါတယ်။တိုင်းဒေသခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်ကြားမှာရှိတဲ့အပြန်အလှန်ယုံကြည်မှုဟာကျောစာတိုင်းလိုခိုင်မာခဲ့ပါတယ်။ဗိုလ်ချုပ်သာတက်ရှိထင်ရှားရှိခဲ့တိုင်းဒေသတွေတောင်းဆိုတဲ့ဖက်ဒရယ်မူကိုတက်တွေ့ကြအကောင့်တွေပို့ပေးနိုင်ခဲ့တဲ့တူဒီသောပုဂ္ဂိုလ်ဖြစ်ပါလိမ့်မယ်။လွတ်လပ်ရေးနဲ့အတူပါလာတဲ့ဒီရင်းစစ်ဟာအနည်းပြတ်သွားနိုင်ပြီးစစ်စီအတွက်အကုန်ကျခံနေရတဲ့ဘာချက်တွေကိုပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာလုံရင်းနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံ1940ကျော်ကာလတွေမှာမြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာအလားအလာအကောင်းဆုံးနိုင်ငံပါစင်ကာပူတောင်မှမြန်မာအဆင့်တန်းကိုပြီးဖို့အားကျရတဲ့အခြေအနေပါဗိုလ်ချုပ်ဟာလက်တွေ့ဆန်တဲ့ခေါင်းဆောင်တစ်ဦးပါသူဟာပရိသတ်စီမံကိန်းလိုမျိုးစီးပွားရေးလမ်းပြအမြင်ပုံတွေကိုရေးဆွဲခဲ့သူဖြစ်တယ်လို့ပညာတတ်တွေကိုနေရာပေးပြီးနိုင်ငံတကာနဲ့စနစ်တကျချိတ်ဆက်မဲ့သူပါမြန်မာနိုင်ငံဟာထိုင်းနဲ့ဗီယက်နမ်ထက်စောကြီးရှေ့ကုန်နဲ့ထိုးတက်သွားမှာဖြစ်ပြီးဒီနေ့ခေတ်မှာကျွန်တော်တို့ဟာအိန္ဒိယနိုင်ငံတွေမှာတောင်းရလှုပ်လှုပ်ကန်နေရမယ့်အစားအာရှရဲ့ထိပ်တန်းစီးပွားရေးအချက်အချာဖြစ်နေပါလိမ့်မယ်ဒီမိုကရေစီအခြေခံအုံမြင့်နဲ့စစ်တပ်၏အခမ်းကဏ္ဍဗိုလ်ချုပ်ဟာဗမာလွတ်လပ်ရေးတပ်မတော် BIA ကိုတည်ထောင်ခဲ့သူဖြစ်ပေမဲ့စစ်တပ်ဆိုတာတိုင်းပြည်ရဲ့အစီအကံဖြစ်ရမယ်ဆိုတဲ့ဗိုလ်ချုပ်ရဲ့တုံ့ပြန်ချက်ဟာတပ်မတော်ရဲ့ကျင့်ဝတ်အဖြစ်မြင့်တက်သွားမှာပါအာဏာသိမ်းမှုတွေဆရာနာရှင်စနစ်တွေမြန်မာပြည်ပေါ်မှာပေါ်ပေါက်လာမှာမဟုတ်ပဲဒီငြိမ်တဲ့ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံတကာစိတ်မီနိုင်ငံတစ်ခုဖြစ်နေပါလိမ့်မယ်ဗိုလ်ချုပ်တာချီခဲ့ရင်မြန်မာပြည်ဟာရှေ့တောင်အာရှရဲ့ဆက်တက်နိုင်ငံတစ်ခုဖြစ်နေမှာပါသူဟာလူမျိုးစုတွေကြားမှာပေါင်းတရားဖြစ်သူနိုင်ငံတကာမျက်နှာစာမှာလည်းလေးစားမှုပြေဝရတဲ့ခေါင်းဆောင်တူဖြစ်နေပါပါတမိုင်းကတော့ဆုံးရှုံးမှုကြီးစွာနဲ့ကျဉ်ရိပ်ခဲ့ပါပြီဒါပေမဲ့ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်နဲ့လမ်းစဉ်တွေကိုကျွန်တော်တို့ပြန်လည်အသက်သွင်းနိုင်ရင်အနာဂတ်မြန်မာပြည်ဟာဒီထက်မကတိုးတက်နိုင်ပါသေးတယ်ယခုလိုစိတ်ဝင်စားကြကောင်းတဲ့တမိုင်းကြောင်းအရာပေးမြင်သစ်တွေနဲ့အမှုစာတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Brain Hack Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်